ဆရာမရေးကျွန်တော်ကအသက်50ကျော်နေပြီညီလေးထောင်မှမှုမရှိလို့တုတ်လွတ်မြန်နေလို့ပြီးတော့မိမအလိုကိုမဖြည့်ဆည်းပေးနိုင်လို့မိမနဲ့ရန်ခဏခဏလည်းဖြစ်နေရပါတယ်အိမ်တော်ရေးဒုက္ခမပြေဝလို့ကျွန်တော်ဗာလေးများပြီးဝဲရမလဲဆိုပြီးတော့မိလာတဲ့ကိုတို့ခင်လေးကဖြည့်ပေးပါမယ်ရှင်ဒီအညာမောင်ယူလေးရဆိုရင်တဘာဝတေဥတခုနဲ့ပြုလုပ်ထားတဲ့အတွက်ကြောင့်မလို့စိတ်ချယုံကြည်စွာအားပေးလို့ရပါတယ်တမားတော်ကိုယ်တိုင်ဖော်ဆက်ထားတာမလို့စိတ်ချယုံကြည်စွာလုပ်ဆက်လို့ရပါတယ်ရှင်ဒီညာမောင်ယူလေးကိုပုံမှန်သုံးဆွဲပေးရမှာဖြစ်ပါတယ်မနေ့တစုံညတစုံပုံမှန်လေးသုံးဆွဲပေးရမှာဖြစ်ပါတယ်ရှင်သူ့ကိုသုံးဆွဲမယ်ဆိုရင်ဘာတွေကောင်းမလဲဆိုတော့ပန်းညိုးအတွက်ကောင်းမယ်ပြီးတော့တုတ်လို့မြန်တာတွေတုတ်ထွက်အားနေတာတွေတုတ်ကောင်ကြီးအားနေတာတွေအတွက်ကောင်းပါတယ်ရှင်တက်လုံအားမကောင်းတာတွေအာယုံကျော်အားနေတာတွေလမ်းကြကြမရှောင်နိုင်တဲ့လူတွေအတွက်လည်းအဆင်ပြေပါတယ်ရှင်သူကကျတော့တဘာဝဖြည့်ဆက်စာဖြစ်တဲ့အတွက်ပုံမှန်ကြာသေးတွေအခါတိုင်းကြာသေးတွေလိုမျိုးချက်ချင်းတောက်ချက်ချင်းထိရောက်တာမျိုးမဟုတ်ပါဘူးရှင်ကိုခံအားနဲ့အသက်အရွယ်ပေါ်မှာလည်းမူတည်ပါတယ်ရှင်တချို့ကြရင်50ကျော်ရင်မဲ့ခုခံအားကောင်းနေရဆိုလို့ရှိရင်တစွန်းနဲ့စွမ်းနာမျိုးလည်းရှိပါတယ်တချို့ကြရင်တော့1လစာ2လစာအဲ့လိုမျိုးလေးပုံမှန်လေးစစားပေးဖို့တော့လိုအပ်ပါတယ်ရှင်ပုံမှန်လေးမနေ့မစားတရက်လုပ်လို့မရပါဘူးမနေ့တစွန်းညတစွန်းပုံမှန်လေးစားပေးရမှာဖြစ်ပါတယ်ရှင်ကဲအသက်20ကျော်တွေလို့အသက်50ကျော်တွေကဖလန်ထားခြင်းနဲ့ဆိုရင်တော့ဒီအညာမောင်ယူလေးကိုနေ့စဉ်ပုံမှန်မိဝဲပေးပါရှင်အညာမောင်ကိုမိထီလာမှာလည်းရတယ်လို့အမျိုးအနေနဲ့ကိုခင်လေးကဒလီနဲ့ပို့ပေးပါတယ်ရှင်ကျွန်တော်ကရန်ကုန်ရကျနာရန်ကုန်ရကျနာအေရီရကျနာဝေးနေလို့ဆိုမဲ့ဒါပေမဲ့ရန်ကုန်ဆိုရင်ဒလီသမားလေးတွေကဒီနေ့ပို့မနက်ဖြန်ရောက်ပါတယ်ရှင်အိမ်ကနေပြီးတော့ဆင်းသင်းယူရုံပါပဲရှင်ကျေးဇူးတင်ပါတယ်ရှင်